ဒီနေ့တော့လမ်းကျယ်ပေါ်မှာဈေးနှုန်းတန်တာလေးပေါ့နော် Master Baron တခန်း Single Baron တခန်းနဲ့ဒီနောက်ကလို့ဒီလိုလမ်းကျယ်ပေါ့နော်ကားမှတ်တိုင်တဲစင်းလမ်းကျယ်ပေါ်မှာရှာပေးထားပါတယ်ကဲဒါကတော့ကားမှတ်တိုင်ကနေပြီးတော့ဒဲဆင်းလာတဲ့လမ်းကျယ်ဖြစ်ပါတယ်ကားမှတ်တိုင်အစင်းလမ်းလေးပေါ့နော်လမ်းလေးတော့နည်းနည်းလေးကောက်နေပြီနဲ့ဒဲဆင်းလမ်းဖြစ်ပါတယ်ရောင်းပြပြီးမှာတော့ဒီအိမ်လေးပဲဖြစ်ပါတယ်သူကဒီတစ်ထပ်တိုက်အိမ်လေးပေါ့နော်တစ်ထပ်တိုက်အရှိမှဆိုလို့ရှိရင်ဒီမှာကားရက်နားဖို့အတွက်ကိုအားလုံးလုပ်ထားပြီးသားဖြစ်တယ်ပေါ့နော်ခြံကားဆိုလို့ရှိရင်ဒီလိုနှစ်ဖက်ပါမယ်တန်ပန်းလေးလည်းတအိမ်လုံးတက်ဆင်ထားပြီးသားဖြစ်ပါတယ်အိမ်ခန်းခွေရလည်း Master Baron တစ်ခန်း Single Baron တစ်ခန်းပါမှာဖြစ်ပါတယ်နော်ဒါကတော့သူ့ရဲ့အင်ရှိမျက်နှာစာပေါ့နော်အင်ရှိမျက်နှာစာလမ်းကျယ်ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါလမ်းပခုံးသားတွေလည်းအားလုံးရေမြောင်းတွေအားလုံးဖြည့်ထားပြီးသားပေါ့နော်လုပ်ထားပြီးသားဖြစ်ပါတယ်အထဲကိုတွားကြည့်မယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီကတော့ဒါအကုန်လုံးကြံကင်းကိုကြွေတွေခင်းထားမယ်အပေါ်မှာဆိုလို့ရှိရင်စီလီလေးလည်းအားလုံးလုပ်ထားပြီးသားပေါ့နော်ဒီပရင်းပေါက်တွေအားလုံးကိုဒီမှာဆိုလို့ရှိရင်ဒီမှာဒီလိုတန်ပန်းလေးတွေတက်ဆင်ထားပြီးသားတွေ့မြင်ရမှာဖြစ်ပါတယ်ဒါလေးကတော့အဲကန်လေးဖြစ်ပါတယ်ရှင်ဒါကတော့ Single Baron လေးပေါ့နော် Single Baron ဆိုပေမဲ့သူလည်းကျေပါတယ်ခန်းဒါလေးကတော့ Master Baron လေးဖြစ်ပါတယ် Master Baron ဆိုတဲ့အတိုင်းရေချိုးကန်အိမ်သာအတွဲလေးပါမယ်ပေါ့နော်သူကတော့ဒါကတော့ရေချိုးကန်အိမ်သာမိဖို့ကန်နဲ့ထမင်းစားကန်လေးဖြစ်ပါတယ်ဒီမှာအိမ်နောက်ဘက်မှာဆိုလို့ရှိရင်လည်းသူကဒီလိုတန်ပန်းတက်ထားပြီးတော့အုပ်လေးနဲ့ဒါမျိုးလေးလှုပ်ထားပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ဒါအဝတ်လေးပါလမ်းလေးရတယ်ဒါကတော့မိဖို့ကန်လေးပေါ့နော်မိဖို့စံလေးနဲ့ဒီမှာဆိုရင်ဒါထမင်းစပွဲတွေပါထားမယ့်နေရာလေးလည်းရှိတယ်ဒါလေးရတယ်လို့ရှောက်လန်းကျဲလေးပေါ့နော်အင်းရှိဘက်ကိုထွက်တဲ့ရှောက်လန်းကျဲလေးဖြစ်ပါတယ်ခုမိတ်ဆက်ပေးသွားတဲ့အိမ်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်ငိမ့်ချမ်းရေးမှတ်တိုင်အနီးမှာတည်ရှိပါတယ်လမ်းဆိုလို့ရှိရင်လည်းဒီနောက်ကပေါ့နော်ဒီမှာမြင်နေရတဲ့အတိုင်းဒီလိုလမ်းကျယ်လေးဖြစ်တယ်ပေါ့နော်ခြံထဲမှာကားရက်မယ်ဆိုလို့ရှိရင်လည်းကားတစ်စီးရမယ်ခြံပြင်မှာလည်းရက်လို့ရမှာဖြစ်ပါတယ်ဒီမှာစာရွက်စာတမ်းကကြတော့ပေ2060ပါမစ်မြေမျိုးစားဖြစ်ပါတယ်အရောင်းတန်ဖိုးကကြတော့ကျပ်သိန်း2550မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းခြင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့အောက်မှာရဲ့အဝယ်တော်လေးဖုန်းလေးကြိုဆက်ပြီးတော့လာပြီးပါရှင်ကျေးဇူးတင်ပါတယ်